ဂျင်းပြုတ်ရီကိုအောက်ပါပုဂ္ဂိုလ်များမတောက်သင့်ပါဘူးသွေးကျဲဆေးတောက်နေသူများသွေးတိုးကျဆေးတောက်နေသူများစီးချိုယောဂဆေးတောက်နေသူများအင်ဆူလင်ထိုးနေရသူများသွေးမတိတ်ယောဂရှိလို့သွေးခဲဆေးတောက်နေရသူများကိုယ်ဝန်ဆောင်များဂျင်းပြုတ်ရီကိုမတောက်သင့်သည့်အဓိကအကြောင်းရင်းများမှာအောက်ပါအတိုင်းဖြစ်ပါတယ်သွေးကျဲဆေးနှင့်သွေးတိုးကျဆေးတောက်သုံးသူများဂျင်းသည်သွေးကျဲစေပြီးသွေးတိုးကျစေနိုင်သောတတိရှိပါတယ်ထို့ကြောင့်သွေးကျဲဆေးများသို့မဟုတ်သွေးတိုးကျဆေးများတောက်သုံးနေရသူများအတွက်ပိုဆိုးစေနိုင်သည့်အတွက်မတောက်သင့်ပါဘူးစီးချိုဆေးနှင့်အင်ဆူလင်ထိုးနေရသူများဂျင်းသည်စီးချိုဆေးများနှင့်အင်ဆူလင်ကဲ့သို့သောဆေးဝါးများနှင့်တက်ပြုနိုင်ပြီးဆေး၏အာနိသင်ကိုလျော့နည်းစေနိုင်ပါတယ်ထို့ကြောင့်အဆိုပါဆေးများတောက်သုံးနေရသူများလည်းရှောင်သင့်ပါတယ်ကိုယ်ဝန်ဆောင်များအနေဖြင့်ကိုယ်ဝန်လာရင်လာသည့်အခါဂျင်းကိုစားသုံးမိပါကအချိန်မတိုင်မီတားအိမ်မြစ်ပြီးကလေးစောမွေးတတ်သောကြောင့်မစားသုံးသင့်ကြောင်းဖော်ပြထားပါတယ်